ညနေ9နှစ်တီနှစ်သီးစားပေါက်တယ်ရှင်ညနေဆီယာမပေးထားတာ9ပတ်တီ9နှစ်သီးပေါက်တယ်ရှင်ဆီယာမဟူးမကျော်3ရက်မကျော်မွေးပရိတ်မိန်းတယ်နဲ့အရန်တပရိတ်29ထပ်ပြီးပေါက်တယ်ရှင်ဆီယာမဟူးမကျော်3ရက်မကျော်မွေးမရိတ်မိန်းတယ်တစ်လုံးကြံသေးတယ်ရှင်မိန်းတယ်ပရိတ်တစ်လုံးဆက်ပြီးမွေးထားကြပါရှင်ချင်းချင်းနိုင်တလောက်မွေးရင်ပေါက်တဲ့အခါအမျက်ကြံပြီးထခုံရမယ်ရှင်ဒီလိုနေ့ရီရှိလို့ပဲဆီယာမကမပြတ်မကွက်စူးစမ်းနေရပါရှင်ဆီယာမပရိသတ်တွေရဲ့အားပေးစကားကြောင့်လဲဆီယာမအားရှိပြီးစူးစမ်းနေရရှင်ဆီယာမရဲ့3ရက်မကျော်ဟူးမကျော်မွေးပရိတ်ဆိုလဲအပက်တိုင်းပြက်ပင်မရှိပေါက်ခဲ့ပါရှင်ဆီယာမနေတိုက်ပတ်တီးတလုံးနဲ့ပတ်တီးထဲကရွေးခွက်ဆိုလဲပေါက်ခဲ့တဲ့နေ့များလဲရှင်ဆီယာမအရန်မွေးပရိတ်ပရိသတ်တွေပုံရိုက်ပြီးမွေးထားကြပါရှင်အပတ်တိုင်းပေါက်ပြီးထခုန်ကြတာဆီယာမပရိသတ်တွေတီးကြပါတယ်ရှင်ဆီယာမကနန်းအမြဲမှန်အောင်လို့ဆီယာမပရိသတ်တွေအကြအမြဲကြိုးစားပေးနေတာပါရှင်ဆီယာမစကားနားထောင်တဲ့ပရိသတ်တွေအပတ်တိုင်းပေါက်ပြီးတော့ခဏထခုန်ရတယ်ရှင်ဆီယာမကိုအားပေးတယ်လို့တော့မပြောချင်ဘူးလားရှင်ဆီယာမပရိသတ်တွေရဲ့အားပေးစကားဆီယာမအတွက်ခွန်အားရှိပါတယ်ရှင်ဆီယာမပရိသတ်တွေရှိကဆီယာမဘာမှမတောင်းပါဘူးရှင်ဆီယာမကိုအားပေးတယ်လို့ပြောခဲ့ရင်ရပါပြီရှင်ဆီယာမမွေးပရိတ်ဆိုလဲအပတ်တိုင်းပေါက်ခဲ့ပါတယ်ရှင်စေတနာအပြည့်ထားပြီးအပင်ပန်းခံပြီးရှာဖွေပြီးအမြဲကြိုးစားပြီးတင်ပေးနေရရှင်ပရိသတ်အသစ်တွေကမတိကြတော့ဆီယာမရှင်းပြပြောပြပေးနေရပါရှင်ဆီယာမကိုစကားများတယ်လို့တော့မပြောကြပါနဲ့ရှင်ကနန်းကစားရင်ပေါက်ရှုံးမဖြစ်အောင်အမျက်ကျန်အောင်လို့ဆီယာမကစေတနာအပြည့်ထားပြီးတော့မတိသေးတဲ့ပရိသတ်အသစ်တွေကိုရှင်းပြပြောပြပေးနေရပါရှင်ယုံကြည်မှုဆိုတာတရက်နဲ့မရပါဘူးတလနဲ့လည်းမရပါဘူးနှစ်နဲ့ချီပြီးတိဆောက်ရတာပါရှင်ဒါကြောင့်ပရိသတ်တွေကိုဆီယာမမလိမ်ဘူးမညာဘူးအမှန်အတိုင်းပဲပြောပါတယ်ဆီယာမရဲ့ချစ်ရတဲ့ပရိသတ်တွေအားလုံးကိုဒီနှစ်လဲအရန်ပဲဝမ်းတာစွာနဲ့ကြိုဆိုလိုက်ပါတယ်ရှင်ဆီယာမကနန်းဝင်လာကြည့်ကြတဲ့ပရိသတ်တွေရှိလားရှင်ရှိရင် comment မှာအသေးလေးတွေနဲ့ဆီယာမကိုအားပေးတယ်လို့ပြောခဲ့ပေးကြပါရှင်အသစ်ဝင်လာတဲ့ပရိသတ်တွေကိုလည်းကြိုဆိုပါတယ်ရှင်အဟောင်းပရိသတ်တွေကတော့ဆီယာမနဲ့ဘလုံကြကြလိုက်လာခဲ့လေကိုယ်တိုင်သိကြမှာပါတချို့ဆို2နှစ်3နှစ်ကျော်တောင်ဆီယာမနဲ့အတူမပြတ်မကွက်လိုက်လာကြတာပါရှင်ဆီယာမအရန်ကိုကြည်စုတင်ပါတယ်တူးဒီဆိုတာကအမှားလဲရှိတယ်အမှန်လဲရှိတယ်ဘသူမှ100%မပေါက်နိုင်ပါဘူးရှင်ဒါပေမဲ့အမှားနေပြီးအမှန်များအောင်ဆီယာမနေ့တိုင်းစူးစမ်းနေရပါရှင်ညဘတ်12နာရီအထိကလင်ဒါတွေကြည့်ထွက်ကနန်းတွေစစ်မနက်9နာရီအထိစည်ရင်းပြန်စစ်ဒါတွေကိုပရိသတ်တွေမမြင်ရပေမဲ့ဆီယာမအမြဲလုပ်နေတာပါရှင်ဆီယာမကမန်းပါမခေါ်ဘူးရှင်ပိုက်ဆံမတောင်းဘူးရှင်စေရနာနဲ့ပဲလုပ်နေတဲ့သူဖြစ်တော့ပေါက်ရင်လဲပရိသတ်နဲ့အတူပြောမပေါက်ရင်လဲပရိသတ်နဲ့အတူစိတ်မကောင်းဒါပဲဆီယာမရဲ့စိတ်ပါရှင်မနက်3-6 ပရိတ်ထွက်ပြီးညနေ9နှစ်တီတပရိတ်ထွက်ခြင်းမနက်3ပရိတ်ကနေညနေတပရိတ်ထွက်ထားပြီးအတိုင်းအင်္ဂါနေ့မနက်ဆီယာမထပ်ဖြုတ်မယ်ရှင်ဆီယာမပရိသတ်တွေအင်္ဂါနေ့မနက်ထပ်ဖြုတ်ပြီးထခုန်ဖို့လှုပ်ထားကြပါရှင်ဒါကြောင့်ဒီဘက်ကိုဆီယာမအရန်တေချာစဉ်းစားထားပါရဲ့ရှင်နေ့တိုင်းစာရွက်နေရေးထွက်ကနန်းတွေပြန်ကြည့်ပြန်စစ်ထပ်စစ်မှားလို့မရဘူးဆိုတဲ့စိတ်နဲ့လှုပ်ထားတာပါရှင်အခုတော့အရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီရှင်ဒီနေ့ရဲ့အဓိကပွဲကတော့အင်္ဂါနဲ့မနက်ကစားပွဲပါရှင်ဒီပွဲကိုဆီယာမအရန်ယုံကြည်ထားပါတယ်ရှင်ဘာလို့လဲဆိုတော့ဆီယာမကနန်းစိုက်ပေါင်းစုံကနေအပင်ပန်းခံရှာထားတာဖြစ်လို့အားလုံးတိုက်ပြီးမှပေးတာဖြစ်လို့ပါရှင်အင်္ဂါနဲ့မနက်10ရက်2လ2026မနက်မှာပတ်တီးတော့9ပတ်တီးပါရှင်မနက်9ပတ်တီးပြန်ကြလို့ပြောလဲမမှားပါဘူးရှင်ဆီယာမရှာတွေ့ထားတဲ့မနက်9ပတ်တီးကစားရင်ထပ်ပေါက်ပါစေရှင်
ပတ်တီးကစားနိုင်တဲ့ပရိသတ်တွေပတ်တီးကစားပါရှင်ပတ်တီးမစော့နိုင်တဲ့ပရိသတ်တွေရွေးခွက်ကစားကြပါရှင်ပတ်တီးတစ်လုံးနဲ့လည်းမကစားဘူးရှင်ပတ်တီးတွေကဆီယာမရွေးကွက်3ကွက်ရွေးပေးထားပါတယ်ရှင်ဆီယာမပြောတာတေချာလိုက်ကြည့်ကြတဲ့ပရိသတ်တွေသဘောပေါက်နားလေရင်ဆီယာမကနန်းကစားတဲ့အခါပေါက်ပြီးထခုံရမယ်ရှင်ရွေးကွက်3ကွက်ပြောပြီရှင်တေချာနားထောင်ပေးပါရှင်93 96 98ဆီယာမရှင်းအောင်ရွေးကွက်3ကွက်ထပ်ပြီးပြောပြပါမယ်ရှင်93 96 98 93 96 98ဒီ3ကွက်ကိုဆီယာမအကြိုက်ရွေးကွက်ရှင်ပတ်တီးပေါက်ပြီးဆိုဆီယာမရွေးကွက်3ကွက်လဲပေါက်တာများခဲ့ပါတယ်ရှင်ဆီယာမပရိသတ်တွေကိုဆီယာမတစ်ခုပဲပြောချင်ပါတယ်မလောပါနဲ့အလင်မဖြတ်ပါနဲ့တူးဒီကစားတဲ့အခါနိုင်တဲ့လောက်ချင့်ချင်ပြီးကစားကြပါရှင်နိုင်နဲ့ဝင်ထမ်းပြီးကစားကြပါရှင်ဒါဆိုအပတ်တိုင်းဆီယာမကနန်းလိုက်ကစားရင်ဆီယာမစကားနားထောင်တဲ့ပရိသတ်တွေအပတ်တိုင်းအမျက်ကြံပါတယ်ရှင်ဆီယာမပြောပြပေးနေတာဆီယာမပရိသတ်တွေအတော့ပါရှင်ဆီယာမရဲ့စေတနာကိုတိတက်မြင်တတ်ကြပါစေရှင်အေးအေးဆေးဆေးထားပြီးကစားစီးနှင်းကြကြကစားပါရှင်ဆီယာမကအမြဲဆီယာမပရိသတ်တွေအတွက်ရှိနေပေးနေမှာပါရှင်ဆီယာမကနန်းလိုက်ကစားကြတဲ့ဆီယာမပရိသတ်တွေအားလုံးကိုဆီယာမကကံကောင်းပါစေလို့ဆုတောင်းပေးပါတယ်ရှင်ထပ်ပြီးပေါက်ပါစေရှင်ပတ်တီးလဲပေါက်တယ်လို့ရွေးခွက်လဲထပ်ပြီးပေါက်ပါစေရှင်အင်္ဂါနေ့မနက်ကစားပွဲမှာလဲအားလုံးထခုံနိုင်ကြပါစေရှင်ထပ်ပြီးပေါက်ပါစေရှင်ပေါက်ပါစေရှင်